ထပ်မှုထန်လေးရှင်လေးတယောက်ထလေးပြပေးရပါရှင်ထပ်မှုထန်လေးကတော့အများနဲ့တယောက်ပါရဲ့နော်တို့ရပပလေးပါရွရွလေးပါနော်သူကနေဖို့ကနေပြီးနေလန်းတဲ့အချိန်မှာဘလို့ခေါ်မဟိုပါပေါ့နော်နေလန်းတဲ့နေရာမှာပေါ့နော်ကွာတဲ့ခါကျလို့ရှိရင်အရာအမှုကြီးရလဲကွာပါသေးရဲ့နော်ဒါပေမဲ့ထပ်မှုထန်လေးရဲ့စစ်ကတော့တူတူပါပဲရှင်စားလိုက်တာနဲ့ထန်လေးနဲ့လေးကိုထက်ရည်နဲ့လေးကိုမွေးပြီးစိတ်များပါပဲနော်အဲ့တော့တကြားတွေတကရေရောထားသလိုကြမ်းချက်ချက်ရတာမျိုးမရှိပါဘူးထန်လေးရဲ့စစ်တစ်မျိုးတည်းတော့ရောင်းပေးပါရှင်ရန်ကုန်ရန်ငွေရှိပါတခြားမြို့နယ်ဆိုလို့ရှိရင်ငွေလဲဝင်တာနဲ့ကားတင်ပေးပါရနော်စိတ်သားဦး3550တောင်း9000တပိတ်တာ14000ပါရှင်တခြားမှာတပိတ်တာ16000ထိရောင်းကြပါရနော်ထပ်မဟုတ်ထက်လျက်စစ်စစ်ပါနှစ်တန်းဒီထက်လျက်တစ်မျိုးတည်းသာရောင်းပေးပါရနော်အာမခံပါတယ်ထပ်မဟုတ်ထက်လျက်ရှုံပါရှင်ဆေးအတွက်သုံးပြီးမယ်ဆိုလို့ရှိရင်လည်းကောင်းပါရဲ့เนาะဒီနေချက်လေးနဲ့တောက်မယ်ဆိုလို့ရှိရင်ရှုတဲမယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ထက်လျက်စစ်စစ်ပြကြအောင်မခံပါတယ်နှစ်တိုင်းဒီဆန်းလျက်စစ်တစ်မျိုးတည်းတော့ရောင်းပေးရပါเนาะတေးသေးလေးရဲ့အကျိုးချင်အမုံမွားရဲ့လုံးဝမထည့်ပေးပါဘူးเนาะအကုန်လုံးဖယ်ထုတ်ထားရပါဒီလိုမျိုးအကုန်လုံးဖယ်ထုတ်တတ်ပြီးကမှပို့ပေးရပါเนาะဒလီရများတဲ့ပို့ရဆိုတဲ့ခါကျအထုပ်တွေဖိမိတဲ့ခါကျတချို့တလေပေါ့เนาะဒီမျိုးကျိုးရလေးအလဲကကျိုးရလေးပါလေးဆိုရင်เนาะသိခံပေးကြပါဒီမှာပို့လို့ရှင်ရတာအကုန်လုံးအမုံဝါးဒီလိုမျိုးဒီလိုအမုံဝါးတွေဒီလိုအမုံဝါးတွေဒီလိုအကျိုးကျင်ဆိုအကုန်လုံးဖယ်ပေးရပါเนาะနေကင်းကြလို့ရှင်ဇီတိချိန်ကြလို့ရှင်ဒီမှာဒီထင်ရဲ့အကျိုးတွေနဲ့ဆုထားပြီးဇီကိုထိုးပေးရပါเนาะဒီလိုအမုံဝါးတွေအကျိုးကျင်တေးလေးဆိုအကုန်လုံးဖယ်ပေးပါရဲ့ရှင်တမ်းပြီးမှတေချာပို့ပေးရပါเนาะရန်စားကောင်းပါเนาะစိတ်လေးနဲ့တော်တော်စားကောင်းပါတယ်ဒီလိုမျိုးချက်ဖာလေးဖွင့်လိုက်တာနဲ့လေအနက်လုံးမွေးနေတယ်ဒီလားထက်ရည်နဲ့လုံးမွေးနေရပဲเนาะထက်ရည်ပင်ကြရည်တစ်မျိုးတည်းဟောတာအသုံးပြုထားတာပါအယောနဲ့လုံးဝမပါပါဘူးအာမခံပါရှင်ဖို့မဈေးကြီးပေးပြီးတော့ထန်းလေးရဲ့စစ်ကိုယူထားပါเนาะရန်ကုန်ကပါရန်ကုန်ဆိုရင်ရန်ကုန်ရှိပို့ပေးပါရဲ့တခြားမြို့နယ်ဆိုလို့ရှိရင်ကိုလဲဝင်တာနဲ့ကားတင်ပေးပါရဲ့ရှင်စိတ်သား3550တောင်း9000တပိတ်တာ14000ကျပ်ပါเนาะဖာလိုက်ယူမယ်ဆိုလို့ရှိရင်တော့ဖာလိုက်စီလဲလက်ကားစီတက်ရှိပါတယ်ပြောင်းမဲ့သူတွေအတွက်ဆိုလို့ရှိရင်လက်ကားစစ်တက်ရှိပါရဲ့နော်အညာထက်လျက်ထမ်းဖို့ထက်လျက်အစ်စ်ပါအမုံမအကုန်တတ်ပြီးကမှပို့ပေးရပါရှင်